အားလုံးမင်္ဂလာပါလို့တပည့်ချေဖို့ကိုနေတပည့်ရှယ်ရေးဆိုင်ရကျိုးဆိုပါလို့ကျွန်တော်ခုကမြောက်ပေးခြင်းနဲ့ကျွန်တော်လည်းဗာလဲဆိုလေးချင်းနဲ့ဆိုင်တဲ့အကြောင်းအရာလေးတစ်ခုကိုကျွန်တော်မြောက်ပေးခြင်းပါတယ်လို့မိတ်ဆွေကကောင်းတဲ့လေးချင်းတစ်ခုကိုတိစောက်ခြင်းနာမဖြစ်ဖြစ်မကောင်းတဲ့လေးချင်းတစ်ခုကိုမရှိစေခြင်းနာမဖြစ်ဖြစ်ကျွန်တော်66ရက်ကြာအောင်လို့ကျွန်တော်တိစောက်ဖို့လိုပါတယ်လို့ဥပမာမိတ်ဆွေကကောင်းတဲ့လေးချင်းတစ်ခုကိုတိစောက်ခြင်းလို့ရှိရင်66ရက်ကြာအောင်ပေါ့66ရက်အကြောင်းတိစောက်ဖို့လိုပါတယ်လို့66ရက်အကြောင်းတိစောက်လို့ရှိရင်66ရက်နောက်ပိုင်းကျတော့ကျွန်တော်တို့ဒီလေးချင်းတစ်ခုကိုအားဆိုင်ထုတ်ကြမလို့တော့ပါဘူးလို့လေးချင်းတစ်ခုဖြစ်မြောက်တော့ပါပြီလို့အဲ့လိုပဲမကောင်းတဲ့လေးချင်းတစ်ခုကိုကျွန်တော်ပယ်ဖြောက်ခြင်းလို့ရှိရင်လေမကောင်းတဲ့လေးချင်းတစ်ခုကိုမရှိစေခြင်းလို့ရှိရင်လေကျွန်တော်66ရက်အကြောင်းတော့တိစောက်ဖို့လိုပါတယ်လို့ကျွန်တော်ခုမကောင်းတဲ့လေးချင်းတစ်ခုကိုမကောင်းတဲ့လေးချင်းတစ်ခုကိုမဖြစ်ပေါ်စေအောင်ကျွန်တော်မရှိစေခြင်းအောင်ကျွန်တော်ဖြတ်တဲ့နီလေးကိုမကောင်းတဲ့လေးချင်းတစ်ခုဖြတ်တဲ့နီလေးကိုကျွန်တော်နီလန်နှစ်ခုမြောက်ပေးချင်ပါတယ်လို့အဲ့ဒါဗာလဲဆိုကျွန်တော်နီလန်နှစ်ခုနံပါတ်1နီလန်ကိုကျွန်တော်ဖြည်းဖြည်းချင်းဖြတ်တဲ့နီပါနံပါတ်2နီလန်ကျတော့ကျွန်တော်အစားထိုးဖြတ်တဲ့နီပါနံပါတ်1ကိုကျွန်တော်ရှင်းပြချင်ပါတယ်ဥပမာအရက်ဆွဲနေကိုကအရက်ဆွဲနေလို့ရှိရင်ရက်ဆွဲရပဲဖြစ်ဖြစ်စလိတ်ဆွဲရပဲဖြစ်ဖြစ်ကွန်ဆွဲရပဲဖြစ်ဖြစ်အဲ့ဒါကိုကျွန်တော်ဖြတ်ချင်လို့ရှိရင်ဥပမာကိုရက်တော့နေလို့ရှိရင်တရက်ကိုတစ်ခါပုံမှန်တော့နေလို့ရှိရင်ဥပမာကိုက3ရက်မှတစ်ခါမျိုး3ရက်မှတစ်ခါတော့တာမျိုး4ရက်မှတစ်ခါတော့တာမျိုးအဲ့လိုပေါ့အဲ့ပြီးမှကျွန်တော်နောက်တစ်ပတ်မှတစ်ခါတော့တာမျိုးအဲ့တစ်ပတ်မှတစ်ခါတော့တာနေပြီးကျွန်တော်နှစ်ပတ်မှတစ်ခါတော့တာမျိုးအဲ့လိုပေါ့ဖြည်းဖြည်းချင်းဖြတ်တဲ့နည်းဖြစ်ပါရဲ့နောက်တစ်နည်းကကျွန်တော်အစားထိုးဖြတ်တဲ့နည်းဥပမာအရက်တဲကိုတစ်ခါပုံမှန်တော့နေလို့ရှိရင်အရက်တော့တဲ့အချိန်ကိုကျွန်တော်ကကျန်တဲ့ကောင်းတဲ့လေးချင်းတစ်ခုနဲ့ကျွန်တော်အစားထိုးလို့ရပါတယ်ဥပမာရက်တော့တဲ့အချိန်ကိုကိုကဥပမာလေးချင်းကလောက်တာမျိုးဥပမာကိုကလေးချင်းကလောက်တာမျိုးအာကာသတစ်ခုလောက်တာမျိုးအဲ့လိုပေါ့ကောင်းတဲ့လေးချင်းတစ်ခုနဲ့အစားထိုးလို့ရပါတယ်ဒါကတော့မကောင်းတဲ့လေးချင်းတစ်ခုကိုကျွန်တော်အစားထိုးမကောင်းတဲ့လေးချင်းတစ်ခုကိုကျွန်တော်အစားထိုးပြီးတော့အစားထိုးဖြတ်တဲ့နည်းနဲ့ကျွန်တော်ဖြည်းဖြည်းချင်းဖြတ်တဲ့နည်းပဲဖြစ်ပါတယ်လို့အဲကြောင့်ကျွန်တော်ခုမြောက်ပေးနေတဲ့အကြောင်းအရာလေးကတော့ဒါပညာရှင်တွေသူတနာပြုလုပ်ချက်တွေအလေးချင်းတစ်ခုဖြစ်ဖို့အတွက်ကျွန်တော်66ရက်ကြာအောင်တိစောက်ရမယ်ဆိုတော့အကြောင်းအရာလေးကလည်းမိတ်ဆွေတို့အကျိုးရှိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်